မင်းသမီးတွေတန်တိတ်မကောင်းဘူးကတော့တိတ်ပြီးတော့ရတာတိတ်မရှိလို့ဘုံစိုးဘုံ လဲဘယ်လိုလဲဟုတ်လေဒီဒီကောင်မိသားစုရဲ့တိုင်ကြားချင်တယ်ကိုအောင်စိုးရဲ့ဒီကင်ပြောလား Hey ဆိုကြပါ ခဏနေပါဦး ဘာလဲဟောက်တာဆိုတာပဲပြန်တော့ ရှင်းလေးပါလေလည်းပါကြည့် အေးပါလေကြည့်နေရတယ်ကောင်တော့သူကြည့်နေသူ့ပဲကြည့်နေရတယ်ကွာကြည့်တော့ ကျွန်တော်ကျန်တဲ့သူတွေဆိုတာတော့သဘောကျခုနအမေဆိုတာတော့တော်တော်လေးကိုကျွန်တော်အံ့ဩသွား ဘယ်လိုဆိုနေလို့ ခုအောင်စိုးရဲ့ကိုဆို တမက်ကရ အခုဟိုနားမရ